ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ထုံးစံအတိုင်းရီစရာမောစရာလေးနေဟာတာလေးတစ်ပုဒ်တော့ကျွန်တော်ပြန်လဲပြီးတော့တင်ဆက်ပေးချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဟာတာလေးကတော့အင်မတန်မှဆန်းတယ်ခင်ဗျာနော်ထမင်းစားအနေနဲ့တန်လန်နဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ရိုက်ပွဲဖြစ်တာနော်ရိုက်ပွဲတောင်မှရိုးရိုးရိုက်ပွဲမဟုတ်ပါရိုက်ပွဲအဲ့လိုဆိုရင်ကျွန်တော်နဲ့တွေ့လိုက်ပြီးတော့မှကြည့်လိုက်ရပါတော့有人ဟာဒီနေ့တော့ထမင်းမိန်ဟာအဖိတ်啊，你别笑，都要塞一杯。我操！哎呦我的妈！快接一下！哎呦我的妈！哎呦我的妈！ကဲဒါလေးကတော့ဆန်ကဲ stand သမားရပေါ့နော်တစ်ချက်လောက်ရှိုးလိုက်အောင်ကျွမ်းတဲ့လူတွေတော့မှအိတ်ပြီးတော့မောင်းလို့ရတယ်ဖိုက်တယ်အမေသူလည်းစမ်းကြည့်ချင်တာပေါ့နော်ကြာဟေး有人ဟာကဲဒါကတော့ဆရာချက်ဘယ်တော့မှမျက်လုံးနောက်နေလဲမသိဘူးเนาะ